အားလုံးပဲမင်္ဂလာပါဆရာထက် online class ကနေကြိုဆိုပါရစေဒီနေ့မှာတော့ဆရာထက်ကလေ့ကျင့်ခန်း2.3မှာပါတဲ့နံပါတ်2ပုံစာကိုတွက်ပြမှာဖြစ်ပါတယ်စာမျက်နှာကတော့စာမျက်နှာ19ဖြစ်ပါတယ်ဖတ်စာအုပ်ရဲ့စာမျက်နှာ19ဖြစ်ပါတယ်နံပါတ်2ရဲ့မေးခွန်းလေးကအောက်ဖော်ပြပါတို့တွင်မည်သည်တို့သည်မှန်သည်နည်းဆိုပြီးတော့မေးခွန်းလေးဖြစ်ပါတယ်အဲ့ဒါကိုမှန်သည်နည်းလို့ဘယ်ပုံစာတွေကမှန်လဲလို့မေးလိုက်တယ်ဆိုတဲ့အခါမှာဘယ်ပုံစာတွေကမှားလဲဆိုတာလည်းသိဖို့လိုမှာပေါ့နော်မှန်လားမှားလားရွေးချယ်ရမှာဖြစ်ပါတယ်မှန်တာလေးတွေကိုအမှန်ချင်းချက်လိုက်မယ်ပေါ့နော်ကဲဘယ်ပုံစာတွေမှန်ပါလဲဘယ်ပုံစာတွေမှားပါလဲဆိုတာဆရာတို့အတူတူလေ့လာကြည့်ရအောင်โอเคဒါကိုမလေ့လာဒါကိုဟိုမရှင်းပြခင်မှာဒီပုံစာနဲ့ပတ်သက်ပြီးတော့သိထားရမယ့်အချက်အလက်လေးတွေကိုပထမဦးဆုံးအရင်ရှင်းပြပါမယ်နော်ကဲအဲ့ဆိုရင်ဒါက root တွေပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ root တွေနဲ့ပတ်သက်တဲ့သင်္ချာနော်သင်္ချာအသိပညာရှိမှဒီဟာလေးကစဉ်းစားလို့ရမှာဖြစ်ပါတယ်လုပ်လို့ရမှာဖြစ်ပါတယ်အဲ့ဒီခါမှာဆရာကနေပြောမယ်ပထမဦးဆုံးသိရမယ့်အချက်ကဘာလဲဆိုရင် root 2နဲ့ root 2နဲ့မြောက်တယ် root 2နှစ်ခါမြောက်တယ်နော် root 2နှစ်ခါမြောက်ရင်ဘာလဲဆိုရင်2ဖြစ်ပါတယ်အဲကြောင့်မို့အသားမီးတော့အပြန်အလှန်လဲသိရမယ် root 2နှစ်ခါမြောက်ရင်2ဖြစ်တယ်လို့2ကလည်း2ကိုလိုချင်ရင် root 2နှစ်ခါမြောက်ပေးလို့ရတယ်ဒါသိရမယ်အဲ့လိုပဲ root 3နဲ့မြောက်ရင်လည်းဘာရမှာလဲ3ရတယ် root a နဲ့ မြောက်လို့ရှင်လည်းဘာရမှာလဲ a ရမယ်နော်ဆိုလိုချင်တဲ့အဓိပ္ပာယ်က root 2နှစ်ထပ်ဆိုတာက2ဖြစ်တယ်နော် root 2နှစ်ထပ်ဆိုတာက root 2နဲ့ root 2နဲ့မြောက်တယ်ဆိုတဲ့အဓိပ္ပာယ်ပဲအဲကြောင့်မို့လို့ root 2နဲ့ root 2နဲ့မြောက်လို့ရှင်2ရတယ်root 2နဲ့ root 2မြောက်တယ်ဆိုတာ root 2နှစ်ထပ်ပါပဲအဲဒါ root 2နှစ်ထပ်ဆိုတာက2ရတယ်အဲ့လိုပဲ root 3နှစ်ထပ်ဆိုရင်ပါလေ3 root a နှစ်ထပ်ဆိုရင်ဘယ်လောက်လဲ a ဆိုတာသိရမှာဖြစ်ပါတယ်ဒါအပြန်အလှန်သိရမှာဖြစ်ပါတယ်ကဲအဲ့ဒီလိုပဲနောက်တစ်ခုကကြတော့เนาะအခြေတူတဲ့ထန်ညွန်းတွေမြောက်ထားရင်ပါဝါတွေပေါင်းရမှာဖြစ်ပါတယ်ကဲနောက်တစ်ခုဒါလေးသိရမှာက root 2 power 0 root 2 power 0ဟာဆိုလို့ရှိရင်1ဖြစ်ပါတယ် power 0ဆိုရင်ဘယ်လိုပဲဖြစ်ဖြစ်1ပါဥပမာ root 7 power 0 root 7 power 0ဆိုလို့ရှိရင်လည်းအဖေကဘာဖြစ်မှာလဲ1ပဲဖြစ်ပါတယ်ဒါဆိုရင်အခုပေးထားတဲ့ပု္ပ္ပစာ6ပုဒ်ဟာဆိုရင်မှန်ပါလားမှားပါလားဆိုတာအားလုံးပဲလုပ်လို့ရပါပြီโอเคအဲ့ဆိုရင်နံပါတ်ကကြီးလေးကနေစကြည့်လိုက်ရအောင်ဆိုတော့နံပါတ်ကကြီးမှာပေးထားတာက root 2နှစ်ထပ်အမြောက်2 power 3 equal root 2 power 2 plus 6ဆိုပြီးတော့ပေးထားတာဖြစ်ပါတယ်အဲ့ဒီခါမှာသူက root အဖြေမှာ root 2 power 6 2 plus 6ဆိုပြီးတော့ပေးထားတဲ့အခါမှာ cell တွေကပေးထားတဲ့2ကို root 2နှစ်ထပ်အနေနဲ့ပြင်ပေးရမှာဖြစ်တယ်အဲ့ဆိုရင်သူပေးထားတဲ့ပုံစံလေးမှန်လားမှားလားတစ်ချက်ဒီဘက်မှာတွက်ပြပါမယ်နော်ပေးထားတာက root 2နှစ်ထပ်အပေါင်း okay အဲ့ဆိုအဲ့ဒီပေးထားတဲ့2နေရာမှာ root 2နှစ်ခါမြောက်တယ်ဆိုပြီးတော့ပြင်ပါပါဘာကြောင့်လဲဆိုရင်2ဆိုတာက root 2နှစ်ခါမြောက်ထားတဲ့2လို့အဲကြောင့်မို့လို့2ရဲ့နေရာမှာ root 2နှစ်ထပ်လို့ပြင်မယ် root 2နှစ်ထပ်သူ့ရဲ့ပု္ပ္ပစာမှာပေးထားတာကလည်း3 power 3ကလည်းပါသေးတဲ့အခါမှာ power 3ပါတဲ့အခါမှာတခါတည်းပေါ့နော် power ချင်းထပ်လို့ရှိရင် power ချင်းမြောက်ပေးရတာဖြစ်တဲ့ကြောင့်မို့လို့ okay အဲကြတော့2 3 4ဘယ်လောက်ဖြစ်သွားမှာလဲဆို6ဖြစ်သွားမှာဖြစ်ပါတယ်အဲကြတော့ root 2 sorry အနက်လေးအပေါင်းမဟုတ်ဘူးเนาะအနက်လေးအမြောက် root 2နှစ်ထပ်အမြောက် root 2 2 3 4ဆိုတော့ဘယ်လောက်လဲ6အဲကြတော့အခြေတူတဲ့အဲထန်ညွန်းနေမြောက်ရင် power တွေဘာလို့မှာလဲပေါင်းမယ်အဲကြတော့ root 2 power
2 plus 6ဒါဆိုရင်ဒီပု္ပ္ပာလေးကမှန်ပါတယ်ပေါ့နော်နံပါတ်ကာကြီးပု္ပ္ပာလေးကမှန်ပါတယ်ကဲအဲ့တော့နံပါတ်ကာကြီးပြီးရင်ဒါလေးတစ်ချက်ဖြတ်လိုက်မယ်နော်နံပါတ်ခါခွေးနံပါတ်ခါခွေးကိုကြည့်ရအောင်နံပါတ်ခါခွေးမှာဆိုလို့ရှိရင်လည်း root 2ပေးထားတယ် root 2နှစ်ထပ်အပေါင်း2 power 3အဲ့ဒါကို2 power 3ကို तू က root 2နှစ်ထပ်ဒီ2ကို root 2နှစ်ခါပြင်ရတဲ့အခါမှာ6ဖြစ်ရမှာခုနကပုံစံနဲ့အတူတူပဲပေးထားတဲ့ပုံစံအတူတူပဲเนาะပေးထားတဲ့ပုံစံအတူတူပဲကိုမှ तू root 2 power 2 plus 3တဲ့အခြေမတူဘဲနဲ့တွားပြီးတော့ပေါင်းလိုက်တာဖြစ်ပါတယ်เนาะဒီမှာကအခြေက root 2ဒီမှာက2 root 2နဲ့2နဲ့အခြေမတူဘဲနဲ့ power တွေတွားပြီးတော့ပေါင်းလိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနှစ်ပတ်ခါဝေးပုံစံရှင်ပါပါတယ်โอเคအဲ့ပြီးနံပါတ်ကားငယ်ကိုကြည့်ရအောင်နော်နံပါတ်ကားငယ်မှာဆိုလို့ရှိရင်တော့ root 5 power 3 into root 25 equal root 5 power 3 plus 1ဆိုပြီးတော့ပေးထားပါနော်အဲ့ဒီခါမှာဆရာတို့ဒီနံပါတ်ကားငယ်ဘယ်လိုစဉ်းစားရမှာလဲဆိုလို့ရှိရင် root 5 power 3ကတော့ root 5 power 3အတိုင်းပဲထားလိုက်မယ်ဒီနေရာမှာ root 25ကိုပြင်ရမှာဖြစ်ပါတယ် root 25ကိုဘယ်လိုပြင်မှာလဲဆိုလို့ရှိရင် root 25ဆိုတာက root 5နဲ့ root 5နဲ့မြှောက်ထားတာဖြစ်ပါတယ်အဲကြတော့ root 9 လေး25ဆိုတော့root 25ဆိုတာ root 5နဲ့ root 5နဲ့မြှောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ root 5 power root 5 power 2ဖြစ်ပါတယ်အဲကြတော့ဆရာတို့ကဒီအခြေတူတဲ့ထညွန်းနေမြှောက်လို့ရှိရင် power တွေပေါင်းမယ်ဆိုတော့ root 5 power 3 plus 2ဖြစ်ပါတယ်နော်root 5 power 3 plus 2ဖြစ်ရမှာဒီမှာက root 5 power 3 plus 1ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဒီပု္ပ္ပာဆိုလို့ရှိရင်မှားပါတယ်ကဲအဲ့ဆိုရင်ဒီမှာနံပါတ်ကကြီးပု္ပ္ပာနဲ့ပေးထားချက်ကအတူတူပဲဆိုတော့ root 5 power 3 plus 2ဆိုတော့နော်နံပါတ်ကကြီးပု္ပ္ပာကမှန်ပါတယ်ကဲနောက်တစ်ခုကြည့်အောင်နောက်တစ်ခုကကျတော့ဆိုတော့ဒီအချက်လေးကိုသုံးချရမှာဖြစ်ပါတယ်နော်ဒီချက်လေးကိုသုံးချရမယ် power 0ဆိုရင်1အဲကြတော့power 0ဆိုရင်1ဆိုတဲ့အခါမှာနံပါတ်5လေးကိုကြည့်မယ်နံပါတ်5ပေးထားတာက root 2 power 4 plus root 2 power 0အဲကြတော့ root 2 power 4ကတော့ root 2 power 4ဖြစ်ပြီးတော့ root 2 power 0ဟာဆိုလို့ရှိရင်ဘာဖြစ်မှာလဲ1ဖြစ်မှာဖြစ်ပါတယ်အဲကြောင့်မို့အဖြေလေးက root 2 power 4 plus 1 1ကရိုးရိုး1မှာ power အနေနဲ့1မဟုတ်ပါဘူးအဲကြောင့်မို့ဒီမှာက power ဒီမှာလို့0ကြီးပေးထားတာဆိုတဲ့အခါမှာလေ power ကြီးအနေနဲ့ပေးထားတာဆိုတော့ဒီပု္ပ္ပာရဘာဖြစ်မှာလဲမှားတယ်ဒီမှာကကျတော့ root 2 power 4 plus 1ဆိုတော့နံပါတ်စာလုံးပု္ပ္ပာကဘာဖြစ်မှာလဲမှန်ပါတယ်အားလေးဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ